Hello em mình là Khải Á. Là English language စင်တာနေကျဆိုလိုက်ပါရယ်ဒီနေ့လေ့လာမယ် English grammar in use ပေါ့နော် essential English grammar in use review မှာဖြစ်ရတဲ့ grammar တွေက unit 3ကိုဆရာလေ့လာမှာဖြစ်ပါတယ် unit 3မှာဆိုရင်တော့ present continuous tense ကိုလေ့လာမှာဖြစ်ပါတယ်အရင်ဘက်က unit 1နဲ့ 2မှာဆိုရင် verb to be ပေါ့နော် is ရဲ့ positive sentence တွေ negative form တွေကိုလေ့လာခဲ့ပြီပေါ့နော်ဒီနေ့မှာကျတော့ဒီ unit 3ရဲ့ present continuous tense ကိုဆက်ပြီးလေ့လာမှာဖြစ်ပါတယ်အဲ့ဒီမှာ present continuous ပေါ့ tense တစ်ခုကိုလေ့လာရမယ်ဆိုလို့ရှိရင်အရင်ဆုံးသိရမှာကြတော့ဗါလဲဆိုရင် meaning ပေါ့နော်ဒီ tense ကိုဘယ်ချိန်မှာသုံးရမှာလဲပေါ့နော်ဘယ်လိုမျိုးသုံးရမှာလဲပေါ့နော်ဘယ်လိုမျိုးအခြေအနေမျိုးကိုဆက်ပြောချင်တဲ့အခါမှာသုံးတာလဲပေါ့နော်ဒါမျိုးအရင်ဆုံးလေ့လာမယ် meaning ပေါ့နော် tense ကကြတော့ဒီ present continuous ပေါ့နော် present continuous tense ကိုသုံးမယ်ဆိုရင်ဘယ်ချိန်မှာလဲဆိုတော့ something is happening now အခုလာdevelop ဖြစ်နေတဲ့အကြောင်းအရာမျိုးတွေပေါ့နော်အခုဆရာတို့စကားပြောနေတယ်ပေါ့အခုစကားပြောနေတဲ့အချိန်မျိုးမှာဒီပြောတဲ့အကြောင်းအရာကိုဒီဖြစ်နေတဲ့အကြောင်းအရာကိုပြောချင်လို့ရှိရင် present continuous tense ကိုသုံးပြီးပြောရတယ်ပေါ့ something is happening now အခုဖြစ်နေတာမျိုးပေါ့အခုဆရာစာသင်နေတဲ့အကြောင်းပြောချင်လို့ရှိရင်ဒါ present continuous နဲ့ပြောနေတယ်ပေါ့နော်အခုဆရာစာသင်နေတဲ့အချိန်မှာပဲအပြင်မှာမိုးရွာနေရဆိုရှင်ဒါကိုလည်း present continuous နဲ့ပြောလို့ရပါတယ်ပေါ့နော်ဆိုတော့ဒါကျတော့ present continuous ရဲ့ meaning ဖြစ်ပါတယ်ဆိုတော့ form လေးလာကြည့်မယ်ပေါ့နော် form so present continuous ရဲ့ form ကျတော့ဘယ်လိုမျိုးဆိုရင် am is are plus ing form နော်ဒါ negative ဆိုရင် not ထည့်မယ်ပေါ့နော် not ထည့်မယ်ဆိုအရှိမလေးလာခဲ့ပြီပေါ့နော်ဒီ verb to be ရဲ့ negative form ဒီ ms plus not ပေါ့နော် verb to be ရဲ့ negative form ms not ဆိုတော့ဒီမှာ present continuous tense ဆိုရင် ing ပါတယ်ပေါ့နော် ing form ဆိုတော့ buff ing ပေါ့နော်ပြီးတော့အရှိမကျတော့ present မို့လို့ဆိုတော့ ms အောင်သုံးတယ် ms plus ing negative ဆိုရင် ms are not plus ing form နော်ကြည့်မယ်နော်ဆိုတော့ example လေးနဲ့ချက်ကြည့်အောင် I am working I am working နော်ဒါတည်ပြီးသားပါ I ဆိုရင် am နဲ့တွေ့တယ် I am working I am working ဆိုတော့နောက်တစ်ခုကကြတော့ Maria is reading a newspaper ဆို Maria ဆိုရှင်ဒီမှာ singular ပေါ့နော်တယောက်တည်း singular ဆိုတော့ is reading a newspaper နော် am is plus ing form ဟုတ်ပြီနော်သူရဲ့ form ကကြတော့ am is are plus ing ဒီမှာ am plus ing ဒီမှာ is reading နော် is plus ingနောက်တစ်ခု she is eating is eating battery plus ing form she is eating စားနေတယ် the bus is coming ဘတ်စကားလာနေအခုစကားပြောနေတဲ့အချိန်မှာလာနေရမျိုးပေါ့နော်အခုကိုလုံးနေတဲ့အချိန်မှာပဲဒီဘတ်စကားလာနေမျိုးဆိုရင် zero present continuous tense ကိုသုံးပြောဖြစ်ပါတယ် the bus is coming ကဲနောက်တစ်ခုကျတော့ plural ပေါ့နော်we are having dinner we နော် we apostrophe already we are ai we are တော့ကပေါ့နော် short form ဖြစ်ပါတယ် so we ဆိုတော့ we are having dinner plus ing form ညလာစားနေရပေါ့ you're not listening to me not by you're not listening to me မင်းငါ့ကိုနားမထောင်နော်အခုပြောနေတဲ့အချိန်မှာနားမထောင်နေရမျိုးပေါ့ you are not now you are not listening to me ကဲဒါဒီ present continuous tense ကိုဆရာတို့သုံးပြီးတော့ရေးထားတဲ့ဟောကြားရချုပ်တယ်ပေါ့နော်ဆိုတော့ present continuous ကိုသုံးမယ်ဆိုရင်ဆရာတို့ကအခုလက်တလောဖြစ်နေတဲ့အကြောင်းအရာတွေကိုပြောတဲ့အခါမှာသုံးလို့ဖြစ်ပါတယ်သူရဲ့ form ကကျတော့ am is are plus ing form နော်ကဲအလုံးရောက်တယ်နောက်တစ်ခုဆက်ကြည့်မယ်ကဲဆိုတော့နည်းနည်းလေးပေါ့နော် XML လေးဆက်ပြီးတော့နည်းနည်းလေးလိုက်ကြည့်မယ်ပေါ့နော်နောက်တစ်ခုကျတော့ please be quiet I'm working နော် ms plus ing form တက်နေပြီပါ I'm working အလုပ်လုပ်နေရပေါ့နော် I'm working နောက်တစ်ခုကျ like there is Sarah she's wearing a brown coat she's wearing is plus ing form she's wearing a brown coat the weather is nice it's not raining the weather is nice it's not raining တခုမိုးမရွာနေဘူး ms plus ing form နော် it's not raining okay where are the children ကလေးတွေဘယ်ရောက်နေရလဲဘယ်မှာလဲ they are playing in the park they are playing in the park are plus ing form are playing
are playing. They're playing in the park. Through park Panjanima Kazani Jari. That's when Akuleshima through Panjanima Yami Kazani. So another Kuwajero, you can turn off the TV. I'm not watching it. TV will pay 9 na tao machine who the machine. I'm not watching it. So the maswa not by. To negative formula, not go therapy by. I'm not watching it. You know? Present continuous thing only than in February. Present continuous thing or Rajaro. Kula drop in the Chinuma. Kula drop in the Chini go Popia generation. A present continuous thing of February. Your to a form is R plus ing form February. I'm working, no? And plus ing. It's wearing, right? It's not raining. I'm playing. I'm not watching it. Okay, that's when ing form people ပေါ့နော် buff တွေကို ing ပေါင်းတဲ့အခါမှာသူက rule လေးတွေရှိရပေါ့နော်အဲ့ဒါတွေတစ်ချက်နည်းနည်းလေးလာကြည့်မယ်ပေါ့တချို့ buff တွေကြတော့ ing form တစ်ခါလေးထည့်လိုက်တာမျိုးပေါ့နော်အမှဆိုရှင် PLA ဝင်ဆို PLA ing playing နော်ဒါပေမဲ့တချို့ဟာတွေကြတော့ဖြုတ်ရတယ်ပေါ့နော်ဖြုတ်ပြီးတော့ ing form ပြင်လာလို့ရှိရေအဲ့ဒါမှကြည့်ကြည့်မယ်ပေါ့နော်ပထမဆုံးကကြော come ဆိုရင် coming write ဆိုရင် writing dance dancing ing form ဆိုတော့ e နဲ့ဆုံးရင်ပေါ့နော်ဆို buff တွေကကျတော့ e နဲ့ဆုံးရင်ပေါ့နော် right နော် dance e နဲ့ဆုံးလို့ရှိရင်အနောက်မှာ e ကိုဖြုတ်မယ်ပြီးတော့ ing ကိုပေါင်းရတယ်အဲ့လိုမျိုးပဲဆိုတော့ e နဲ့ဆုံးတဲ့ buff တွေဆိုလို့ရှိရင်ဆရာ e ကိုဖြုတ် ing ပေါင်းပြီးတော့ဒီ ing ပုံစံပြောင်းပေးရတယ်ပေါ့နော်ဒါကြတစ်ခုပေါ့နောက်တစ်ခုကြည့်မယ် run running sit sitting swim swimming so run now run ဆိုရှင် n နဲ့ဆုံးတယ် n နဲ့ဆုံးပြီး are you and ing running ဆိုဟုတ်အဲ့သူရဲ့ rule ကဘာလဲဆိုရှင်စကလုံးတစ်လုံးပေါ့နော်စကလုံးတစ်လုံးကနောက်ဆုံးမှာ consonant နဲ့ဆုံးတယ်ပေါ့ G နဲ့ဆုံးတယ် consonant နဲ့ဆုံးတယ်သူရဲ့ရှေ့မှာဆရာက a i o u ဆိုတဲ့ vowel ရှိတယ်ပေါ့တရရှိတယ် vowel နော်အဲ့ဒီ vowel ရှိတယ်ဆိုရှင်ဆရာကဒီကစလုံးကိုနောက်ဆုံးစလုံးကိုနှစ်ခါလုပ်မယ် double လုပ်ပြီးတော့မှ ing ပေါင်း ing ပေါင်းရတာပေါ့နော် running နောက်တစ်ခုဒီမှာလည်းအဲ့တိုင်းပဲ sit sitting နော်နောက်ဆုံးစလုံး td consonant ပေါ့နော်ဒီ consonant ရဲ့ရှေ့မှာ I ဆိုတဲ့ vowel ရှိတယ်ဒါမှမဟုတ် sitting ဆိုပြီးတော့ပြောင်းပေးရပါတယ်နောက်တစ်ခုကကျတော့ swim swimming so ဒီမှာဆိုရင် am ဒီတော့ဒီ consonant သူ့ရဲ့ရှေ့မှာ I ဆိုတဲ့ vowel ရှိနေတယ်ဒါကြောင့်မလို့ am ကို double လုပ်ပြီးတော့ ing ဖောင်းပြောင်းပေးရတယ် swimming เนาะ swinning swimming ဘယ်နော်ကဲနောက်တစ်ခုကကျတော့ ie နဲ့ဆုံးတယ်ပေါ့ ie နဲ့ဆုံးရင်ကျတော့သူ့ကိုဒီ ing ဖောင်းပြောင်းခြင်းလဲဆိုရင် ie ကို y ပြောင်းပေးရတယ် line lying die dying เนาะ ie နဲ့ဆုံးတယ်die die ဆိုရင် dy ing dying เนาะ line ဆိုရင် ling ing line ဆိုတော့ ie နဲ့ဆုံးတဲ့ဒီစကားလုံးတွေဆိုရင် ie ကို y ပြောင်း ing ပေါင်းပေးရတယ်ရမယ်နော်တော့ဒါကဒီ buff ကနေပြီးတော့မှ ing form ပြောင်းတဲ့အခါမှာဘယ်လိုပြောင်းရမလဲဆိုတဲ့ပုံစံဖြစ်ပါတယ်โอเคနော်ဒါဆိုရင်ရမယ်ထင်ပါတယ်နော်ဆိုတော့အကယ်၍ exercise လုပ်ကြည့်တာပေါ့ exercise လုပ်မယ်ဆိုရင် what are these people doing use these verbs to complete the sentences okay the picture ကိုကြည့်ပြီးတော့မှဆရာတို့ကဒီမှာဖြည့်ပေးရမယ်ပေါ့နော်ကဲပထမဆုံးဒီစကားလုံးဒီရဲ့စကားလုံးတွေကိုကြည့်လိုက်ပေါ့အဲဆိုရင်ဒါ eat ပေးထား eat have lie play sit wait okay ကဲဒါဆိုရင်တော့ဒါ ing form ပြောင်းပေးရမယ်နံပါတ်1ကိုကြည့် picture 1picture 1ကသူကဒီပန်းတီးတော်လုံးစားနေရပေါ့နော်ဆိုတော့ she's eating an apple she's eating an apple ပန်းတီးတော်လုံးစားနေတယ် form တော့မမေ့နဲ့နော် for သူရဲ့ form ကကျတော့ဗာလဲဆိုရင် am ပြီးတော့ is okay m is r နော် m is r plus ing form နော်ဒါလေးမမေ့နဲ့ပေါ့နော် verb ing form ပြောင်းပေးရမယ် m is r plus ing form ဆိုတော့ number 2ကိုကြည့်မယ် he planned for a bus ကဲ number 2ဘာလို့နေလဲ bus ကစောင့်နေပေါ့ဒါဆိုရင်ဘာဖြစ်မလဲဆိုတော့
wait okay wait နော် wait မ he ဆိုတော့ဘာနဲ့သုံးမှာလဲ is am လား is လား are လားနေဆိုတော့ he is yes he is waiting ပေါင်းမယ် w a i t i n g okay she's waiting for the bus number 3number 3လောက်ဆိုတော့ they play soccer ကဲသူတို့က soccer ဘာလို့လဲဆိုကစားနေတယ် let's play okay play these are plural နော်အများကြီးဆိုတော့အမှားလိုက် ms တွေက are okay are they are okay play ကို ing ဖော်ပြမယ် ing ပါမယ် playing is they are playing soccer okay now number 4 number 4ကသူကမှာတော့ဆိုလှဲနေတာပေါ့နော်ကြမ်းကြမှာအကျက်ကလှဲနေတာဘာလို့လဲယောက်ျားလေးလားမိန်းကလေးလားဆိုတော့ယောက်ျားလေးဘာတော့မှာလဲဆိုရင် he တော့မယ် he ဆိုတော့မှာလဲ is yes he is okay လဲနေတယ်ဆိုတော့ခဲနေဆိုတော့line okay line ကို ing ဖောင်ပြောင်းရင် ie ဆိုရင်ဘာနဲ့ဘယ်လိုပြောင်းမလဲ l y ing he is lying on the floor okay number 5ကသူကဒီမှာ breakfast နော် breakfast ကိုစားနေကြတယ်ဆိုတော့ have okay have အဲ့ဆိုကေသူတို့အများဆိုဘာတော့မှာလဲ they okay they ဖူရဲမလို့ပေါ့နော်အများဆို they ဆိုတော့ they ကဖူရဲဆိုတော့အမေစာတွေက are they are have ကို ing ဖောင်ပြောင်းမယ်ဒီမှာ e နဲ့ဆုံးတယ် e နဲ့ဆုံးရင်ဘယ်လိုပြောင်းမလဲe ကိုချုပ် ing ပေါင်းမယ် h a v i n g having they are having breakfast ကဲနောက်ဆုံးတစ်ခုကြည့်ပါမယ်ကဲနောက်ဆုံးတစ်ခုကထိုင်နေတယ် the table မှာထိုင်နေတယ်ကဲထိုင်နေတယ်ဆိုတော့ဒီမှာ sit okay တစ်ခုပဲကြာပြီ sit ဆိုတော့သူကယောက်ျားလေးလားမိန်းကလေးလားဆိုရင်မိန်းကလေးဆိုတော့ she okay she ဆိုဘာနဲ့တွေ့မှာလဲ is and she is ဆိုတော့တဲ့ short form လေးရေးလိုက်မယ်နော် she's ကဲ sin စစ်ကို ing ဖောင်ပြောင်းမယ်သူရဲ့ပြောင်းပုံပြောင်းနေရ t ရဲ့ရှေ့မှာ i ဆိုတဲ့ vowel ရှိတယ်ဆိုရင် t ကိုအဲ့လိုမှလည်းဆို develop ing ပြောင်းမယ် she's sitting s i t t i n g okay she's sitting on the table ကဲအားလုံးရထင်ပါတယ်နော်အဲ့တော့ဆက်ပြီးတော့သွားကြည့်ကြည့် okay ဒီမှာတော့ complete the sentences and use these verbs ကဒီ verb တွေကိုသုံးပြီးတော့ဒီဟာတွေကိုဆက်ရလေ့လာမယ်ပေါ့နော်ဆိုတော့ကြည့်ကြည့်မယ်အရင်ဆုံး box type ပါပြီးထားလိုက်ကြည့်အောင်နော် build cook live stand stay swim take work ကဲအဲ့တော့ကြည့်ကြည့်မယ် number 1က please be quiet I'm walking so ရေးတဲ့အခါမှာ short form လေးကိုသုံးပြီးရေးပေးမယ်နော် short form သုံးပြီးရေးပေးမယ် number 2ကိုကြည့်မယ် where's John မှာလေး he's in the kitchen he's in the kitchen ထဲမှာရှိနေတယ်နော် kitchen ထဲမှာရှိနေတယ်ဒီဘာလို့မှာလဲ question က bell လုံးမှာလား quick လုံးမှာလားနော် okay kitchen ထဲမှာဆိုတော့quick လုံးပဲပေါ့ quick okay ဒါကိုထည့်မယ်အဲ့တော့ he ဆိုတော့ ms server ထဲမှာလေ is okay he's quick ကို ing ဖောင်ပြောင်း he's cooking okay and he's cooking ထည့်မယ် number 3 you plan on my food oh I'm sorry you plan on my food ဘယ်ဖြစ်မလဲ leave last stand last stay last swim last take သူရဲ့မတ်တရမိရပေါ့နော် stand ဆိုတော့ing ဖောင်ပြောင်းမယ် you ဆိုတော့ are and your stand ကို ing ဖောင်ပြောင်းမယ် st ဒါ you ပဲပြောင်းမယ်ပေါ့နော် stand ing standing you're standing on my foot oh I'm sorry number 4 look somebody in the river okay somebody in the river so and the river must there's no about swim
okay swim somebody ဆိုတော့ singular plural somebody တို့ someone တို့ဆိုရင်ဆိုတော့ anyone ပေါ့အဲ့လိုမျိုးဒီမတိကျတဲ့ noun တွေ indefinite pronoun တွေပေါ့နော်မတိကျတဲ့ pronoun တွေဆိုရှင်ဆိုတော့သူ့ကိုအများအား singular နဲ့ပဲယူမယ်ပေါ့ somebody ဆိုတော့အနေချင်းပဲယူမယ်ဆိုတော့ဘာလို့ဒီမှာလဲ yes okay is ဆိုတော့ a okay apostrophe is ရေးနေမယ် she somebody's swimming somebody swimming s w i m ကကြတော့ဆရာတော့ m ရှိမှ i ပါတယ်ဘာပဲပါဆိုတော့ m ကိုဒါပဲလုပ်မယ် m ing okay somebody is swimming in the river number 5 we are here on vacation we planned at the hotel on the beach so we are here on vacation vacation မှာရောက်နေတယ်ပေါ့နော် we ကပဲမှာ hotel မှာဘာလို့မှာလဲတဲနေ okay အဲ့ဆိုတော့ stay so we ဆိုတော့ plural ဆိုတော့are we are staying we are staying at a hotel at the beach okay number 6 where's Sue she a shower okay ဒီချိုးနေတယ်ဆိုတော့ဘာလို့ဒီမှာလဲငါ belt ရ leave ရ take ကြနေတယ် take okay take so she's တော့ singular ဆိုတော့ she's is take take မှာ e နဲ့ဆုံးရင် e ကိုဖြုတ် ing ပေါင်း the t a k I and you take a shower she's taking a shower နော်ဒီချိုးနေတယ် number 7 they plan a new hotel downtown downtown ဆိုတာမြို့လေကောင်ကိုပြောတာနော်မြို့ထဲပေါ့မြို့လေကောင်ပြောတာမြို့ထဲမှာတဲ့ new hotel တခုရှိရယ်အဲဆိုတော့သူတို့ကဘာလုပ်နေမှာလဲကဲ and built a leaf ကျန်တော့တယ် and built okay built so they ဆိုတော့ဘာလုပ်နေမှာလဲ are and they are building b u i l D I N G building. They're building a new hotel downtown. Number 8. I'm blend now goodbye. Okay. I so what is my okay. Apostrophe am နေပဲကဲဒီမှာဆိုရင် leave ထည့်နော်ဒီခုပဲချမ်းပြီဆိုတော့e နဲ့ဆုံးနေဆို e ကိုဖြုတ် yes e ကိုဖြုတ် ing ပေါင်းပြောင်းမယ် living L E A V I N G living I'm leaving now goodbye okay ကဲဒီလောက်ဆိုရင်ရမယ်ထင်ပါတယ်ဒါ present continuous tense ပေါ့နော်ဒါတော့ပြန်ပြီး recap လုပ်ကြည့်ပြီပေါ့နော် present continuous tense ကိုဘယ်ချိန်မှာသုံးရတာလဲဆိုရင်ကျွန်တော်က present continuous ကိုသုံးတဲ့ပုံစံလေးအခုလက်တော်ဖြစ်နေတဲ့အခါမျိုးမှာသုံးတယ်ပေါ့နော် okay နော် something is happening now ကဲကိုကခုပြောချင်လို့ရှိရင်ဒီဟာကနေပြောမှာပေါ့နော် something happening now ကဲအခုဒါတော့ဖြစ်နေတာကိုပြောတဲ့အခါမှာကျွန်တော်ဟာကိုသုံးတယ်နော်အခုဆရာစကားပြောနေတယ်စကားပြောနေတဲ့အချိန်မှာဖြစ်နေတာမျိုးပေါ့ during speaking ပေါ့အဲ့မျိုးဆိုရင်ဒီ present continuous tense ကိုသုံးမှာဖြစ်ပါတယ် present continuous tense ရဲ့ form ကကြတော့ am is are plus ing form ဖြစ်ပါတယ်နော် am is plus ing form နဲ့ရေးပြရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ရမယ်ထင်ပါတယ်ဒါမယ်ဆိုရင်ကဲဒီမှာပဲဆုံးသတ်ပါမယ်အဲ့တော့ကျန်တဲ့ dictionary ရှိလို့ရှိရင်လည်း comment ပါမေးလို့ရပါတယ်အားလုံးကောင်းတဲ့နေ့လေးပဲနေပါစေ goodbye